performance လည်းကောင်းမှုပြီးတော့ cooling system ဘိုင်းမှာလည်းစိတ်ချရတဲ့ gaming laptop တစ်လုံးကိုရှာနေရဆိုလို့ရှိရင်တော့ MSI Katana 17 V12 VGK ဆိုတဲ့ laptop လေးတစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒီ laptop လေးမှာပါဝင်တဲ့ processor လေးကတော့ CPU Intel Core i7 12th generation processor လေးဖြစ်ပါတယ်။ graphic card လေးကတော့ Nvidia ဖြစ်တဲ့ RTX 4090 8GB DDR6 လေးကိုအသုံးပြုပေးထားပါတယ်။ RAM ကတော့ 16GB DDR5 ကိုအသုံးပြုပေးထားပြီးတော့ထပ်တူချင်တယ်ဆိုလို့ရှိရင်တော့ 64GB support ပေးပါတယ်ရှင်။ storage အနေနဲ့ကတော့ SSD NVMe PCIe Generation 4 1TB SSD ကိုအသုံးပြုပေးထားပါတယ်။ဒီ screen size ကတော့ 19.3 Full HD display ပဲဖြစ်ပါတယ်။ Fabric ကတော့ 144Hz ဖြစ်ပါတယ်။ Panel လေးကတော့ IPS level panel လေးကိုအသုံးပြုပေးထားပါတယ်။ဒီ keyboard လေးကလည်း gamer တွေကြိုက် full ဆောင် RGB gaming keyboard လေးကိုအသုံးပြုပေးထားပါတယ်။ဒီ laptop လေးကိုဝယ်ယူဖို့အဓိကအကြံပြုပေးခြင်းတဲ့အချက်လေးကတော့ cooling fan system ဘိုင်းမှာ fan နှလုံး heat pipe ဆောက်ချောင်းကိုအသုံးပြုပေးထားတဲ့ Colabo 5 နည်းပညာလေးကိုအသုံးပြုပေးထားလို့ပဲဖြစ်ပါတယ်ရှင်။ဒီ laptop လေးကတော့ official international warranty 3 year plus and 3 year service warranty ရရှိမှာဖြစ်ပြီးတော့ battery နဲ့ data ကတော့1 year ပါဝင်မှာပဲဖြစ်ပါတယ်ရှင်။